နေ့ကအတိတ်ကိုဆွန့်လွတ်ပြီးမနေ့ပြန်သစ်စီကိုကူပြောင်းမှုအသင်ဖြစ်နေပြီဆိုရင်ဒီစကားကိုနားထောင်ကြည့်ပါဘသူကမှရှင်းပြနေစရာမလိုပဲကိုအသစ်ပြန်လဲပုံဖော်ခွင့်ရှိပါတယ်အခုချိန်မှာအစမ်းတကျဖြစ်နေတဲ့အရာတွေဟာတကယ်တော့ကိုတောင်းတနေတဲ့ဘဝသစ်စီသွားရာတကားပေါက်တွေပါပဲဒါကိုဆုံးရှုံးတာမဟုတ်ပါဘူးကိုပုံမကောင်းမွန်အောင်ပြုပြင်နေတာပါအရင်ကကိုကာကွယ်ဖို့ဝတ်ဆင်ခဲ့တဲ့ဇက်ရုပ်တွေလူအများလက်ခံအောင်လုပ်ခဲ့တဲ့အကျင့်စရိုက်တွေကိုအခုချိန်မှာလွတ်ချလိုက်ပါဒီအရာတွေကအရင်ကကိုအတွက်အလုပ်ဖြစ်ခဲ့ပေမဲ့အခုတော့ရှေ့ဆက်ဖို့အချိန်တန်ပါပြီအတိတ်ကကိုကျေးဇူးတင်ပြီးလွတ်ပေးလိုက်ပါကိုကအသင်ဖြစ်နေပြီဆိုတာဘယ်လိုသိနိုင်မလဲကိုလှုပ်ချင်တဲ့အရာတွေပိုခိုင်မာလာမယ်သူတစ်ပါးကိုရှင်းပြနေဖို့ဖြောပြနေဖို့စိတ်ဝင်စားမှုလျော့နေသွားမယ်ကိုလှုပ်လိုက်တဲ့ရွေးချယ်မှုတွေကစိတ်ရှုပ်ထွေးတာမျိုးမဟုတ်ပဲကိုတည်ငြိမ်မှုပေးတဲ့အရာတွေဖြစ်လာမယ်ကိုရဲ့အချိန်ကိုတန်ဖိုးရှိတဲ့အရာတစ်ခုလိုမျက်နှိုးလာမယ်ဘာလို့လဲဆိုတော့အချိန်ကပြန်မရနိုင်တဲ့အရာမို့လို့ပါကိုလှုပ်လိုက်တဲ့အရာတစ်ခုကကိုပိုတိုးတက်စေသလားဒါမှမဟုတ်စွမ်းရည်တွေကုန်ခန်းစေသလားသတိထားကြည့်ပါကိုရဲ့ခန္ဓာကိုယ်ကအမှန်တရားကိုအမြဲသိနေပါတယ်အစဉ်ပြေတဲ့အခါအသက်ရှူရတာလွယ်ကူမယ်စိတ်ထဲမှာပေါ်ပါသွားမယ်အစင်မပြေတဲ့အခါတွန်းဆုံနေမိမယ်ဒါအမှားမဟုတ်ပါဘူးကိုအတွက်သတင်းစကားပါပဲဘဝမှာတကားနှစ်ပေါက်အမြဲရှိနေပါတယ်တခုကအရင်ကအကျင့်ဟောင်းတွေကိုပဲပြန်လုပ်ခိုင်းတဲ့တကားပါအဲ့ဒါကတက်တာရှိပေမဲ့ကိုတိုးတက်မှုကိုတားဆီးထားပါတယ်နောက်တစ်ခုကတော့ရဲရဲမှုကိုလိုအပ်ပါတယ်ဒါပေမဲ့အဲ့ဒီတကားကပဲကိုပိုကောင်းတဲ့ဘဝသစ်စီခေါ်ဆောင်သွားမှာပါကိုသေးသိမ့်သွားအောင်လုပ်ရတဲ့လူတွေနဲ့နေရာတွေကိုဆွန့်လွတ်ခွင့်ရှိပါတယ်ကိုရဲ့ကြိုးစားအားထုတ်မှုကိုအတိမတ်မပြုတဲ့နေရာကနေထွက်ခွာခွင့်ရှိပါတယ်ကိုနှိမ့်ချပြီးနေရမယ့်နေရာတွေမှာဆက်မနေပါနဲ့ကိုတန်မာစေမဲ့အရာတွေကိုပဲမျက်နှိုးပါကိုရဲ့အာယုံစူးစိုက်မှုကိုစီပြန်ယူပါမနက်ခင်းအလုပ်တွေနေ့စဉ်လုပ်ရိုးလုပ်စဉ်တွေကိုအထွေးတွေကိုဂရုစိုက်ပါကိုခေါင်းဆောင်တယောက်လိုဆက်ဆံပါဒီနေ့မှာပဲကိုတိုးတက်မှုအတွက်တစ်ခုခုကိုပြုလုပ်ပါ confidence ဆိုတာမွေးရပါမဟုတ်ပါဘူးကိုပေးထားတဲ့ဂရုအတိုင်းကိုတိုးတက်မှုအတွက်ကိုယ်တိုင်တိဆောက်သွားရမယ့်ဆက်ဆံရေးတစ်ခုပါဘာပဲလာကိုရင်ဆိုင်နိုင်တယ်ဆိုတာယုံကြည်ပါကိုရဲ့ရွေးချယ်မှုတွေကတည်ငြိမ်ပြီးပိုကောင်းတဲ့ဘဝသစ်ကိုဦးတည်နေပါစေ